Okay ဒီနေ့တော့ကျွန်တော် Aura Block အကြောင်းလေး sharing လုပ်သွားမယ်ပေါ့နော်အဲ့တော့ဒီ Aura Block ရဲ့အတိတ်ပဲကိုတော့ကျွန်တော်အများကြီးပြောမနေတော့ဘူးဘာဖြစ်လို့လဲဆိုတော့ Aura Block ရဲ့အတိတ်ပဲကနေရာတကာမှာတွားပြီးတော့ရှာလို့ရတယ်အဲ့တော့ဒီ Aura Block ကိုကျွန်တော်တို့ဘယ်လိုမျိုးရှာရမယ်ဘယ်နေရာတွေမှာရှာရမယ်ပြီးတော့ဘာဖြစ်လို့သုံးသင့်နေဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောသွားမယ်အဲ့တော့အဲ့ဒီအပိုင်းတွေကိုကျွန်တော်မပြောခင်မှာapp run တစ်ခုမှာဆိုလို့ရှိရင် retrace ကို demand zone အနေနဲ့ပြန်ပြီးတော့ use ရတဲ့လူတွေရှိတယ် down run တစ်ခုမှာဆိုလို့ရှိရင်လည်း retrace ကို supply zone အနေနဲ့ပြန်ပြီးတော့ use ရတဲ့လူတွေရှိတယ်ပြောချင်တာကဒီမှာ impulse ရှိမယ် retrace ရှိမယ် impulse ရှိမယ်အဲ့တော့ဒီ retrace လာခဲ့တဲ့လမ်းကြောင်းကြီးတစ်ခုလုံးကို demand zone အနေနဲ့ပြန် use ရတဲ့လူတွေရှိတယ် down run တစ်ခုမှာဆိုရင် impulse retrace impulse ဒီ retrace လာခဲ့တဲ့လမ်းကြောင်းကြီးတစ်ခုလုံး supply zone အနေနဲ့ပြန် use ရတဲ့လူတွေရှိတယ်အဲ့လိုမျိုး use လို့ရှိရင်အားနည်းချက်ကဘာလဲဆိုတော့ poor entry to stop loss လို့ပြောလို့ရတယ် stop loss bid တွေကအရန်ဝေးသွားတာမျိုးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးဖြစ်လို့ရှိရင်ကျွန်တော်တို့ risk reward ratio တွေကျလာမယ် win rate တွေလည်းကျလာနိုင်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးမယူဆဘဲနဲ့ Aura Block ရှိခဲ့လို့ရှင် Aura Block ကိုသုံးပေးတင်တယ်ပေါ့နော်ဒီလိုမျိုး Aura Block ကလည်းနေရာတကာမှာရှိတာမဟုတ်ဘူးရှိတဲ့အခောက်မှာပဲရှိတာပြီးလို့ရှိရင်ဒီလိုမျိုး Aura Block ကသုံးသင့်မသုံးသင့်ဆိုတာလည်းကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားပေးရတယ်ပေါ့နော်အဲ့တော့ Aura Block ကိုကျွန်တော်တို့ကဘယ်လိုနေရာတွေမှာရှာလို့ရလဲဆိုတော့ app trend တစ်ခုမှာဆိုလို့ရှိရင်ဈေးကွက်က app trend ဝင်နေတယ်ဆိုလို့ရှိရင် higher low swing low point တွေမှာကျွန်တော်တို့သွားရှာပေးရမယ်down trend ဝင်နေတယ်ဆိုလို့ရှိရင် lower high swing high point တွေမှာကျွန်တော်တို့ရှာပေးရမယ် bearish short တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်အပေါ်ဆုံး point တွေမှာတွားပြီးတော့ရှာပေးရမယ် bullish short တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်အောက်ဆုံး point တွေမှာရှာပေးရမယ်ပြောချင်တာက up trend တစ်ခုဆိုလို့ရှိရင်ဒီလိုရှိမယ် swing low ဆိုတာဒီ point လေးတွေအဲ့ဒီ point တွေမှာကျွန်တော်တို့ရှာပေးရမယ် down trend တစ်ခုဆိုလို့ရှိရင်ဒီလိုရှိမယ် swing high point တွေမှာကျွန်တော်တို့ရှာပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ bearish short တစ်ခုဖြစ်ပြီဆိုလို့ရှိရင်bearish short တစ်ခုဖြစ်ပြီဆိုလို့ရှိရင်ဒီလို point တွေမှာတော့ရှာပေးရမယ်ထိပ်ဆုံး point တွေမှာတော့ရှာပေးရမယ် bullish short တစ်ခုဖြစ်ပြီဆိုလို့ရှိရင်အောက်ဆုံး point တွေမှာတော့ရှာပေးရမယ်နော်အဲ့လိုမျိုးကျွန်တော်တို့နေရာလေးတွေအလွတ်ရဖို့လိုတယ်ဘယ်နာမှရှာပေးရမယ်ဆိုတော့နေရာလေးတွေအလွတ်ရဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ Aura Block က၄မျိုးရှိတယ်ပေါ့နော်ပထမဆုံးတစ်ခုက standard anchor wake base primary impulse အဲ့လိုမျိုး၄မျိုးရှိတယ်ဒီ၄မျိုးကိုလည်းကျွန်တော်တို့ဒီဆရာကျော်သေးစာအုပ်မှာလည်းတွားပြီးတော့ဖတ်ကြည့်လို့ရတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်အဓိကတော့လူသုံးအများဆုံးဖြစ်တဲ့ standard Aura Block အကြောင်းကိုပဲအဓိကထားပြီးတော့ပြောသွားမယ်အဲ့တော့ဒီ standard Aura Block ကိုကျွန်တော်တို့ကဘယ်နေရာမှာသွားရှာပေးရမလဲဆိုတော့ up trend တစ်ခုမှာဆိုလို့ရှိရင် swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တွေကိုရှာပေးရမယ်down trend ဝင်နေတယ်ဆိုလို့ရှိရင် swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တွေကိုရှာပေးရမယ်လောလောဆယ်ဒါကြီးကိုဖတ်ယုံနေတော့တီးအောင်မှာတော့မဟုတ်ဘူးပေါ့နော်နည်းနည်းလေးတော့လေ့ကျင့်ပေးဖို့တော့လိုလိမ့်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ bearish short ဆိုလို့ရှိရင်ထိပ်ဆုံးကဘူးကန်တွေကိုရှာပေးရမယ် bullish short ဆိုလို့ရှိရင်အောက်ဆုံးကဘဲကန်တွေကိုရှာပေးရမယ်အဲ့ဒါတွေကိုကျွန်တော်တို့ရှာပေးရမယ်အဲ့တော့ဘယ်လိုမျိုးလေးလဲဆိုတာကိုတစ်ချက်လေးပြောပြမယ်အဲ့တော့အဲ့ဒါကိုမပြောပြခင်မှာကျွန်တော် up trend တစ်ခုမှာပေါ်တဲ့ Aura Block ကိုဆိုလို့ရှိရင် bullish Aura Block လို့ခေါ်တယ် down trend တစ်ခုမှာပေါ်တဲ့ Aura Block ကို bearish Aura Block လို့ခေါ်တယ် bearish short တစ်ခုမှာပေါ်တဲ့ Aura Block ကိုလည်း bearish Aura Block လို့ခေါ်တယ်bullish short တစ်ခုမှာပေါ်တဲ့ Aura Block ကို bullish Aura Block လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးခုနကကျွန်တော်ပြောခဲ့တဲ့စာအရှိကြီးကိုဘယ်လိုမျိုးယူဆလဲဆိုတာကိုတစ်ချက်ပြောပြမယ်အဲ့တော့နောက်ဆုံးဖြစ်ခဲ့တဲ့အတုံးဆိုတာလေးကိုအရင်ဆုံးပြောမယ်အဲ့တော့ up trend တစ်ခုမှာ swing low မှာရှာပေးရမယ်ဒီလိုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာ swing low တစ်ခုပေါ်ပြီအဲ့တော့အဲ့ဒီ swing low မှာဒီ3လုံးရှိမယ်ပဲထားဒီလိုကန်တဲ့စစ်3လုံးရှိမယ်အဲ့တော့ဒီ3လုံးမှာကျွန်တော်တို့နောက်ဆုံးဖြစ်ထားတဲ့အတုံးဆိုတာဘာကိုပြောချင်တာလဲဆိုတော့ swing low ဖြစ်တဲ့အတွက်အောက်ဆုံးဖြစ်ရမယ် down ဆုံးလို့လည်းပြောလို့ရတယ်နောက်ဆုံးလို့လည်းပြောလို့ရတယ်အောက်ဆုံးလို့လည်းပြောလို့ရတယ်အဲ့တော့ဒီ swing low တစ်ခုမှာအောက်ဆုံးဖြစ်ထားတာဆိုလို့ရှိရင် down ဆုံးဖြစ်ထားတာဆိုလို့ရှိရင်ဒီကောင်အဲ့ကောင်က down ဆုံးဖြစ်တာအောက်ဆုံးဖြစ်တာနောက်ဆုံးဖြစ်တာနော်အဲ့တော့အကယ်၍ကျွန်တော်တို့ဒီလိုမျိုး share လေးတွေထည့်ပြီးစဉ်းစားကြည့်လိုက်ဒီအချိန်တွေတစ်ခုဆိုလို့ရှိရင်အောက်ဆုံးဖြစ်ထားတဲ့တုံး down ဆုံးဖြစ်ထားတဲ့တုံးဆိုတာဒီကောင်နော်အဲ့တော့သူ့ထက်ကိုနှိမ့်နဲ့ share လို့မရှိရဘူးဒီမှာဆိုလို့ရှိရင်သူ့ထက်ကိုနှိမ့်တဲ့ကောင်မရှိတော့ဘူးနော်အကယ်ဒီလိုအချိန်တွေဆိုလို့ရှိရင်ဒီကောင်ကအနှိမ့်ဆုံးနော် down ဆုံးတုံးဖြစ်သွားမယ်အဲ့တော့ဒီကောင်လေးကလုံးဝအနှိမ့်ဆုံးတုံးဖြစ်သွားမယ်သူ့ထက်ကိုနှိမ့်နဲ့ share လို့မရှိတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့အတုံးဆိုတာအဲ့ကောင်ကိုပြောတာအဲ့တော့ up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်ဆိုတာကအကယ်၍ဒီကောင်လေးရတာဘဲကန်တယ်ဆိုရင်အဲ့ကောင်ကို Aura Block လို့ယူဆလို့ရတယ်ခဏနေကြရင်ဥပမာတွေသွားမယ်အဲ့ဒါလေးတခုရှိမယ်ပြီးရင် down trend တစ်ခုလာမယ် impulse retrace impulse ဆက်သွားပြီဒီမှာကျွန်တော်တို့ swing high တစ်ခုပေါ်ပြီအဲ့တော့အဲ့ swing high မှာကျွန်တော်တို့ဒီလိုမျိုး Aura Block sorry အကန်တဲ့စစ်လေး3လုံးရှိတယ်ပဲထား swing high တစ်ခုဖြစ်တဲ့အတွက်အပေါ်ဆုံးအတုံးကိုရှာပေးရမယ် down ဆုံးတုံးလို့လည်းခေါ်လို့ရတယ်နောက်ဆုံးတုံးလို့လည်းခေါ်လို့ရတယ်အစွန်ဆုံးတုံးလို့လည်းခေါ်လို့ရတယ်အဆင်ပြေသလိုခေါ်
နော်အဲ့တော့ကျွန်တော်တို့ဒီအချိန်လေးတစ်ခုမှာဆိုလို့ရှိရင်တောင်ဆုံးတုံးအပေါ်ဆုံးတုံးဆိုတာကဒီကောင်သူ့တက်ကိုမြင့်တဲ့ကောင်မရှိတော့အကယ် share လေးတွေထည့်ပြီးစဉ်းစားကြည့်လိုက်ဒီလိုလေးစဉ်းစားကြည့်ဒီအချိန်လေးတစ်ခုဆိုလို့ရှိရင်နောက်ဆုံးဖြစ်တာတောင်ဆုံးဖြစ်တာအပေါ်ဆုံးဖြစ်တာကဒီကောင်သူ့တက်ကိုမြင့်တဲ့ share လို့မရှိတော့နော်အဲ့တော့အကယ်၍ဒီလိုအချိန်လေးဆိုလို့ရှိရင်ဒီကောင်ကတောင်ဆုံးတုံးဖြစ်သွားမယ်သူ့ထက်ကိုမြင့်တဲ့ share လို့မရှိတော့နော်အဲ့တော့ကျွန်တော်တို့ဒီလိုအခြေအနေမှာပြောချင်တာကခုနအရှိရာကျွန်တော်ပြောခဲ့တဲ့စာအရှိကြီးက down run တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်တာတဲ့ဘူးကန်တယ်အဲ့တော့ဒီ down ဆုံးအတုံးလေးကဘူးကန်တယ်သာဖြစ်နေခင်အဲ့အတုံးလေးကို aura block လို့ယူဆပေးလို့ရတယ်နော်အဲ့တော့ဒီလိုမျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ bullish shot တစ်ခုဖြစ်ပြီဆိုလို့ရှိရင်အောက်ဆုံး point မှာတော့ရှာပေးရမယ်အဲ့ဒီအောက်ဆုံး point မှာကျွန်တော်တို့ဒီလိုမျိုး candlestick 3လုံးရှိရပဲထားအဲ့တော့ခုနကကျွန်တော်တို့ swing low မှာရှာတယ်လို့ပဲဒီမှာဆိုလို့ရှိရင်အောက်ဆုံးအတုံးအဲ့တော့ဒီအချိန်လေးဆိုဒီကောင်အောက်ဆုံးအတုံးဒီလိုအချိန်လေးဆိုလို့ရှိရင်ဒီကောင်အောက်ဆုံးအတုံးပဲဒီလိုအချိန်လေးဆိုရင်ဒီကောင်အောက်ဆုံးအတုံးနော်အဲ့တော့ပြောချင်တာက bullish shot ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်တာတဲ့ဘဲကန်တယ်အဲ့ဒီကောင်အောက်ဆုံးအတုံးအဲ့တော့အဲ့အောက်ဆုံးအတုံးလေးရတာဘဲကန်တယ်ဆိုလို့ရှိရင်ဒီကောင်က aura block ဖြစ်သွားလိမ့်မယ်နော်အဲ့တော့အဲ့လိုမျိုးယူဆပေးရမယ်အဲ့ဒါပြီးဆိုလို့ရှိရင် bearish shot ဆိုလို့ရှိရင်ထိတ်ဆုံးမှာတော့ရှာပေးရမယ်အဲ့ဒီထိတ်ဆုံးမှာဒီလိုမျိုး3လုံးရှိမယ်ပဲထားဒီ3လုံးမှာကျွန်တော်တို့အပေါ်ဆုံးအတုံး down ဆုံးအတုံးဆိုလို့ရှိရင်ဒီကောင်အကယ် share လေးတွေထည့်ပြီးစဉ်းစားကြည့်မယ်ဆိုရင်ဒီလိုအခြေအနေဆိုရင်ဒီကောင်က down ဆုံးအတုံးအပေါ်ဆုံးအတုံးဖြစ်သွားမယ်ကျွန်တော်တို့ down run တစ်ခုရဲ့ swing high မှာရှာတယ်လို့ပဲပြီးရင်အကယ်၍ဒီလိုအခြေအနေဆိုရင်ရောဒီလိုအခြေအနေဆိုလို့ရှိရင်ဒီကောင်ကတောင်ဆုံးအတုံးဖြစ်သွားလိမ့်မယ်နောက်ဆုံးအတုံးဖြစ်သွားလိမ့်မယ်နော်အဲ့တော့ဒီလိုအခြေအနေမှာကျွန်တော်တို့ bearish shot ရဲ့ထိတ်ဆုံးမှာနောက်ဆုံးဖြစ်တာတဲ့ဘူးကန်တယ်ဆိုလို့ရှိရင်အကယ်၍ဒီကောင်လေးရတာဘူးကန်တယ်ဖြစ်နေခင်အဲ့ကောင်က aura block ဖြစ်သွားလိမ့်မယ်နော်အဲ့ဒါကိုပြောချင်တာအဲ့တော့ကျွန်တော်တို့တစ်ချက်လေးပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် up trend တစ်ခုမှာရှာမယ်ဆိုရင် swing low မှာနောက်ဆုံးဖြစ်တာတဲ့ဘဲကန်တယ် down trend တစ်ခုမှာရှာမယ်ဆိုရင် swing high မှာနောက်ဆုံးဖြစ်တာတဲ့ဘူးကန်တယ် bearish shot တစ်ခုမှာရှာမယ်ဆိုလို့ရှိရင်ထိတ်ဆုံးမှာနောက်ဆုံးဖြစ်တာတဲ့ဘူးကန်တယ်bullish shot တစ်ခုမှာရှာမယ်ဆိုရင်အောက်ဆုံးမှာနောက်ဆုံးဖြစ်တာတဲ့ဘဲကန်တယ်နော်အဲ့လိုမျိုးလေးကျွန်တော်တို့သွားပြီးတော့ရှာပေးရမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အောက်ကဥပမာလေးတစ်ချက်လောက်သွားမယ်โอเคကျွန်တော်တို့ဒီပုံမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့ aura block တစ်ခုရှာမယ်ဆိုလို့ရှိရင် BOS တော့မဟုတ် chalk ဖြစ်ထားရမယ်နော် BOS တော့မဟုတ် chalk market structure shift တစ်ခုတော့မဟုတ်တစ်ခုဖြစ်ထားရမယ်ပြီးပြီဆိုလို့ရှိရင်နေရာမှန်ရမယ်ပြောချင်တာက down trend ဆိုလို့ရှိရင် swing high မှာ up trend ဆိုလို့ရှိရင် swing low မှာအဲ့လိုမျိုးကျွန်တော်တို့နေရာမှန်ရမယ်ပြီးရင်ကျွန်တော်တို့အတုံးကိုကြည့်ရမယ်နော် candlestick ကိုကြည့်ရမယ်အဲ့ဒီသုံးခုကြည့်ပြီးဆိုလို့ရှိရင် aura block တစ်ခုကိုရှာလို့ရပြီနော်အဲ့တော့ဘယ်လိုမျိုးရှာရဲဆိုတာတစ်ချက်လေးသွားမယ်အဲ့တော့ကျွန်တော်တို့လောလောဆယ်ကြည့်တဲ့အချိန်မှာ down trend တစ်ခုဝင်နေတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ swing high မှာလိုက်ရှာမယ်အဲ့တော့ပထမဆုံးတစ်ချက်ကျွန်တော်တို့ဒီလိုလာထားပြီဒီမှာ swing low တစ်ခုပေါ်တယ်ဈေးကဒီနားကိုပဲရောက်နေတဲ့အချိန်မှာBOS မဖြစ်သေးဘူး BOS မဖြစ်သေးတဲ့၍ဒီကောင်ကို swing high လို့သတ်မှတ်လို့မရဘူးဖြစ်တဲ့အတွက်ပထမဆုံးတစ်ချက်အနေနဲ့ BOS တစ်ခုဖြစ်မှရမယ်အဲ့တော့ဈေးကဒီအောက်ကိုရောက်ပြီ BOS ဖြစ်ပြီဆိုရင်ဒီမှာ swing high လို့သတ်မှတ်လို့ရပြီအဲ့ဒီအချိန်ကျတော့မှအဲ့ဒီကောင်ကို swing high လို့သတ်မှတ်ပြီးတော့ aura block ရှိမရှိသွားရှာမှာအဲ့တော့ဒီနေရာမှာတစ်ချက်ကြည့် down trend တစ်ခုရဲ့ swing high ကျွန်တော်တို့ပထမဆုံးတစ်ချက် BOS ဖြစ်ထားတယ် okay အဆင်ပြေပြီဒုတိယတစ်ချက် swing high မှာရှာမယ်နေရာမှန်ပြီအဆင်ပြေပြီတတိယတစ်ချက်ကျွန်တော်တို့နောက်ဆုံးအတုံးကဘာတူလဲကိုကြည့်နောက်ဆုံးတုံးကအကောင်နော်အဲ့တော့အဲ့ဒီတုံးကနောက်ဆုံးတုံးအဲ့ဆိုရင်ဟိုကာယံလေးကိုပြန်ပြီးတော့စဉ်းစား down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်ဒီထက်လွယ်တဲ့နီလန်ရှိလဲမှတ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးမှတ်တာအဲ့တော့ down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်အဲ့တော့ဒီတုံးလေးကဘူးကန်တယ်လေအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီတုံးက aura block ဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်ဒီထိတ်ကနေဒီထိတ်တိအဲ့ဒီတရုံးလုံးကကျွန်တော်တို့ aura block standard aura block အနေနဲ့ယူဆပေးလို့ရတယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်လေးပြန်ပြောပြမယ်အဲ့ဒီမှာ swing high တစ်ခုဒီမှာတစ်ချက်တော့ပေါ်တယ်မတိကြသေးဘူးဘာဖြစ်လို့လဲဆိုတော့ပထမဆုံးတစ်ချက် BOS ဖြစ်မှရမယ်ဒီ swing low ရဲ့အောက်ကိုဆင်းတဲ့အချိန်မှာ BOS စဖြစ်ပြီ BOS ဖြစ်ပြီဆိုလို့ BOS ဖြစ်ပြီဆိုမှဒီကောင်ကိုကျွန်တော်တို့ swing high လို့ယူဆလို့ရမှာအဲ့တော့ swing high တစ်ခုပေါ်ပြီပထမဆုံးတစ်ချက်ကျွန်တော်တို့ဒီအောက်မှာ BOS ဖြစ်ပြီဒုတိယတစ်ချက် swing high တစ်ခုမှန်ပြီ position မှန်ပြီတတိယတစ်ချက်အဲ့ဒီမှာ down ဆုံးတုံးကိုလိုက်ရှာdown ဆုံးတုံးကအိုက်ကောင်တွေ့ပြီအဲ့ဒါဆိုလို့ရှိရင် down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်လာတဲ့ဘူးကန်တယ်ဒီကောင်လေးကလည်းဘူးကန်တယ်ဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့ကောင်က aura block လေးဖြစ်သွားပြီအဲ့တော့ဒါပေမဲ့ကျွန်တော်တို့သတိထားမှာ aura block ကအတုံးကြီးအရန်ကြီးနေလို့တော့မရဘူးပေါ့နော် aura block ကအိုးမှာဒီလောက်ကြီးရှိနေတယ်ဆိုရင်ဒီမှာ zone ကြီးကအကြီးပဲကျွန်တော်တို့ confirmation ကိုဘယ်နေရာမှာသွားစောင့်ရမှာလဲအဲ့ဒါမျိုးတွေတော့ရှိရပေါ့နော်နည်းနည်းလေးတော့အရန်ကြီးလို့တော့မရဘူးပေါ့ aura block ကအဲ့တော့အဲ့လိုလေးရှိမယ်အဲ့တော့အကယ်၍ဒီ swing high တစ်ခုမှာ
ဒီလိုဖြစ်သွားခဲ့ရင်ရောအဲ့တော့ကျွန်တော်ပထမဆုံးတစ်ချက် BOS ဖြစ်ထားတယ်ဒုတိယတစ်ချက်ဆွဲခိုင်းတစ်ခုပေါ်ပြီဆွဲခိုင်းတစ်ခုတွေ့ပြီတတိယတစ်ချက်တောင်ဆုံးတုံးကိုရှာတောင်ဆုံးအတုံးကအဲ့ကောင်တွေ့ပြီအဲ့ဒါဆိုရင်ဒီကောင်ကဘဲကန်တယ်ကြီးဖြစ်နေတယ်ဒေါင်းတစ်ခုရဲ့ဆွဲခိုင်းမှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်ဖြစ်ရမှာတောင်ဆုံးတုံးကဘဲကန်တယ်ကြီးဖြစ်နေတယ်အဲ့ဒါဆိုရင်ဒီနေရာမှာ aura block မရှိဘူးaura block မရှိဘူးเนาะအဲ့တော့ဒီအချိန်လေးတစ်ခုမှာဆိုရင်ဒီကောင်ကဘာကြီးလဲ down run တစ်ခုရဲ့ swing high မှာပေါ်တာဖြစ်တဲ့အတွက် bearish aura block အဲ့တော့အကယ်၍ပြန်ဝင်လာလို့ရှိရင်ကျွန်တော်တို့ပြန်ရောင်းဖို့ချောင်းလို့ရတယ်ဒါပေမဲ့ confirmation လေးစောင့်ပြီးမှတော့ပြန်ရောင်းเนาะအဲ့လိုမျိုးလေးကျွန်တော်တို့ဒါ aura block ကိုတွားပြီးတော့စဉ်းစားပေးတာเนาะနောက်တစ်ခုကျွန်တော်တို့ဒီနေရာမှာ down run တစ်ခုလာပြီဒီလိုလာပြီ swing low တစ်ခုရှိမယ်သူ့အောက်ကိုဖောက်ပြီအကယ်၍ဈေးကဒီနားကိုပဲရောက်နေတဲ့အချိန်မှာဒီကောင်ကို swing high လို့သတ်မှတ်လို့မရသေးဘူးမရသေးသေး၍ aura block ရှာလို့မရဘူးဒီအောက်ကိုဆင်းပြီဆိုတော့မှ swing high တစ်ခုသတ်မှတ်လို့ရပြီအဲဒါဆိုရင်ပထမဆုံးတစ်ချက်ကျွန်တော်တို့ဒီနေရာမှာ BOS ဖြစ်ပြီပထမဆုံးတစ်ချက်မှန်ပြီဒုတိယတစ်ချက် swing high position ရပြီတတိယတစ်ချက် down ဆုံးတုံးရှာအဲ့တော့ down ဆုံးတုံးကိုကျွန်တော်တို့ရှာကြည့်လိုက်တော့ဒီကောင်က down ဆုံးတုံးသူ့ထက်မြင့်တဲ့အတောင်မရှိတော့ဘူးအဲဒါဆိုရင်ကျွန်တော်တို့ဟိုကာယံကိုပြန်စဉ်းစား down run တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်နောက်ဆုံးတုံးလေးကိုကြည့်ကြည့်လိုက်ဘူးကန်တယ်လေနော်အဲ့ဒါဆိုလို့ရှိရင်ဒီတုံးလေးကို aura block လို့ယူဆလို့ရတယ်နော်အဲ့ဒါတော့ကျွန်တော်တို့ဒီနေရာမှာဆိုအကယ်၍နောက်ထပ်အခြေအနေတစ်ခုဒီလိုဖြစ်သွားမယ်အဲ့လိုမျိုးဖြစ်သွားမယ်ဆိုရင်လေ down run တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်နောက်ဆုံးတုံးကဒီကောင်ဖြစ်သွားမယ်ဘူးကန်တယ်လေးပဲအဆင်ပြေတယ်အဲ့ကောင် aura block လို့ယူပေးလို့ရတယ်အကယ်၍ဒီလိုဖြစ်သွားခဲ့ရင်ရောနောက်ဆုံးတုံးကဒီကောင်နော်ဒါပေမဲ့ဘူးကန်တယ်လေဘူးကန်တယ်ပဲဒါပေမဲ့ဒီမှာဒီဇုံကြီးကိုကြည့်ကြည့်အကြီးပဲအဲ့ဒါဆိုတော့မယူနဲ့တော့เนาะကိုကတခြား entry ဝင်လို့ကောင်းတဲ့ zone တွေဘယ်သူတွေရှိသေးလဲဒါမှမဟုတ်နောက်ထပ် order block အမျိုးအစားဘာရှိသေးလဲအဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်ဆင့်ထပ်ကြည့်เนาะအဲ့တော့အရင်ဆုံးတော့ပထမဆုံး step က standard order block အရင်ကြည့်เนาะအဲ့တော့ဒီလိုအခြေအနေတစ်ခုမှာဒီလိုဖြစ်သွားမယ်အဲ့တော့ down run တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်နောက်ဆုံးတော့ကြည့်ကြည့်မယ်ဘဲကန်တယ်ကြီးဖြစ်နေတယ် okay အဲ့ဒါဆိုရင် no order block မရှိဘူး order block မရှိခဲ့လို့ရှိရင်ပြောချင်တာ standard order block မရှိဘူး standard order block မရှိခဲ့ရင်တခြား order block အမျိုးအစားရှိလားတခြား order block အမျိုးအစားမရှိဘူးဆိုလို့ရှိရင်ရောတခြား entry ဝင်လို့ကောင်းတဲ့ zone တွေရှိသေးလားအဲ့ဒါတွေကိုပြန်ရှာပေးရမယ်အဲ့တော့ဒီကောင်ကကြတော့ down run တစ်ခုမှာပေါ်တဲ့ order block ဖြစ်တဲ့အတွက် bearish order block အဲ့ဒါကိုပြန်ရောက်လာလို့ရှိရင် confirmation စောင့်ပြီးတော့ပြန်ရောင်းလို့ရတယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်နောက်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ swing low တစ်ခုရှိတယ်6ဖြစ်ပြီ bearish short တစ်ခုဖြစ်ပြီเนาะ bearish short တစ်ခုဖြစ်ပြီဆိုလို့ရှိရင် bearish short ရဲ့ထိပ်ဆုံးမှာတော့ရှာပေးရမယ် bearish short ရဲ့ထိပ်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ bearish short ပထမဆုံးတစ်ချက်ကျွန်တော်တို့ BOS မဟုတ်6ဖြစ်ရမယ် BOS မဟုတ်6ဖြစ်ရမှာဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်တို့6တစ်ခုဖြစ်ပြီပထမဆုံးတစ်ချက်အဆင်ပြေပြီဒုတိယတစ်ချက် position မှန်ပြီ swing high တစ်ခု sorry bearish 6ရဲ့ထိပ်ဆုံးထိပ်မှာကျွန်တော်တို့ position မှန်ပြီတတိယတစ်ချက်အနေနဲ့ကျွန်တော်တို့အဲ့နားမှာတောင်ဆုံးတုံးကိုရှာထိပ်ဖြစ်တဲ့အတွက်အပေါ်ဆုံးတုံးကိုရှာရမယ်အဲ့တော့အပေါ်ဆုံးတုံးဒီကောင်အဲ့တော့ bearish 6ရဲ့ထိပ်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ် okay တောင်ဆုံးတုံးလေးကိုကြည့်ကြည့်လိုက်တော့ဘူးကန်တယ်လေအဲ့ဒါဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့က order block လို့ယူဆလို့ရပြီเนาะအဲ့ဒါဆိုရင်ဒီကနေဒီထိက standard order block ဖြစ်သွားပြီအဲ့ဆိုရင်အဲ့လေးကို retrace ပြန်လာလို့ရှိရင်ပြန်ပြီးတော့ရောင်းလို့ရတယ် order block ကပေါ်တယ်ဆိုပေမဲ့လည်းဘယ်တော့မှ retrace ကအများတန်းပြန်လာတယ်ဆိုပြီးမရှိဘူးเนาะ order block တွေ့တိုင်း retrace ကအများတန်းပြန်လာမယ်ဆိုတာမျိုးမရှိဘူးပြီးသွားရင်ဒီ order block ကို retrace ကလာခဲ့တယ်ဆိုရင်တော့မှအများတန်းပြန်ကြမှာမဟုတ်ဘူး confirmation စောင့်ပြီးဖို့လိုတယ်เนาะ confirmation စောင့်ပြီးတော့မှ entry ပြန်ဝင် win rate များမယ်နော်အဲ့ဒါမျိုးလေးရှိမယ်အဲ့တော့ဒီကောင်ကကြတော့ bearish 6ရဲ့ထိပ်မှာတော့ရှာတာနောက်တစ်ခုဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီကောင်က up trend နော် up trend တစ်ခုမှာကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ swing high ဈေးကဒီမှာဒလိုတက်လာတယ်ဒလိုလာပြီးဒီနားကိုရောက်ပြီးဈေးကပြန်လက်တက်ပြီးအကယ်၍ဒီနားကိုပဲရောက်နေတဲ့အချိန်မှာဒီကောင်ကို swing လို့တတ်မှတ်လို့မရသေးဘူးပထမဆုံးတစ်ချက်ကိုပြန်စဉ်းစား BOS ဖြစ်ပြီလားမဖြစ်သေးဘူး BOS မဖြစ်သေးတဲ့အတွက်သူ့ကိုကျွန်တော်တို့က swing low လို့ယူဆလို့မရသေးဘူးအဲ့ဒီအချိန်မှာ order block တော့ရှာလို့မရဘူးအဲ့တော့ဒီမှာ swing high တစ်ခုရှိတယ်ဒီမှာ BOS ဖြစ်ပြီ BOS ပြီးတော့ဖြစ်ပြီဆိုတော့မှဒီကောင်ကို swing low လို့ယူဆလို့ရပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ order block တော့ရှာလို့ရပြီအဲ့တော့ပထမဆုံးတစ်ချက်ကျွန်တော်တို့ဒီကိုရောက်တဲ့အချိန်မှာ BOS ဖြစ်ပြီဒုတိယတစ်ချက် swing low တစ်ခု position မှန်ပြီတတိယတစ်ချက်ကျွန်တော်တို့တောင်ဆုံးတုံးတော့ရှာအဲ့တော့ swing low မှာဆိုရင်အောက်ဆုံးတုံးကိုရှာရမှာအဲ့တော့အောက်ဆုံးတုံးကဒီကောင်အဲ့တော့ဟိုကာယံလေးကိုပြန်စဉ်းစား up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်လာတဲ့ဘဲကန်တယ်တောင်ဆုံးတုံးအောက်ဆုံးတုံးလေးကိုတွေ့ပြီအဲ့တော့အဲ့တုံးလေးကဘဲကန်တယ်လေအဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်တို့က order block လို့ယူဆလို့ရပြီ standard order block လို့ယူဆလို့ရပြီနော်အဲ့တော့အကယ်၍ဒီလိုအခြေအနေတစ်ခုမှာဒီလိုဖြစ်သွားမယ်
ဒီတုံးอ่ะပေါ့နော်အဲ့တုံးရဲ့ share တို့ကဒီလောက်ထိဖြစ်သွားမယ်အဲ့ဒါဆိုရင် up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်ဒီကောင်ဘဲကန်တယ်ပဲအဆင်ပြေတယ်ဒါပေမဲ့ဇုံကြီးသွားပြီနော် order block တော့ရှိတယ်ဒါပေမဲ့ဇုံကြီးကအရန်ကြီးသွားပြီဇုံအရန်ကြီးသွားလို့ရှိရင်ကျွန်တော် risk to reward ratio တွေကျလာမယ် win rate တွေကျလာနိုင်တယ် confirmation စောင့်ရတဲ့ဇုံတွေများလာနိုင်တယ်နော်အဲ့ဒါလေးတစ်ခုရှိမယ်အဲ့တော့ဒီအခြေအနေတစ်ခုမှာအကယ်၍ဒီလိုဖြစ်သွားခဲ့ရင်ရောup trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်နောက်ဆုံးဖြစ်ထားတဲ့အတုံးလေးကိုကြည့်လိုက်ဘူးကန်တယ်ကြီးဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့နားမှာ order block မရှိဘူးနော်အဲ့လိုမျိုးလေးကျွန်တော်တို့တွားပြီးတော့ user ပေးလို့ရမယ် standard order block မရှိတာပေါ့နော်တခြားအမျိုးအစားရှိကောင်းရှိမယ်နော်အဲ့ဒါမျိုးရှိမယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပုံကျွန်တော်တို့ဒီနေရာမှာ up trend တစ်ခုအနေနဲ့လာထားပြီဒီမှာ swing high တစ်ခုပေါ်ထားတယ်သူ့အပေါ်ကိုတက်ပြီဒီပေါ်တက်ပြီဆိုတော့မှ BOS ဖြစ်မှာ BOS ဖြစ်ပြီဆိုတော့မှဒီ swing low မှာကျွန်တော်တို့က order block ရှိမရှိကိုသွားရှာပေးလို့ရမှာပထမဆုံးတစ်ချက်ကျွန်တော်တို့ BOS ဖြစ်ပြီ BOS ဖြစ်ပြီဆိုတော့မှဒုတိယတစ်ချက် swing low ပေါ်ပြီလား swing low ရှာလို့ရပြီအဲဆိုရင်တတိယတစ်ချက်ကျွန်တော်တို့အဲ့နားမှာ candlestick ကိုလိုက်ရှာ okay အဲဆိုရင် up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ် okay တောင်ဆုံးတုံးလေးကဒီကောင်လေးနော်တောင်ဆုံးတုံးလေးကအကောင်လေးအဲ့ဒါဆိုရင် up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်ဒီကောင်လေးကတောင်ဆုံးတုံးကဘဲကန်တယ်လေဖြစ်နေတယ်ဆိုရင်အဲ့ကောင်ကိုကျွန်တော်တို့က order block အနေနဲ့ user ပေးလို့ရတယ်ပေါ် share တွေကနေအောက် share တွေထိနော်အဲ့တော့အကယ်၍ဒီလိုအခြေအနေတစ်ခုမှာဒီလိုဖြစ်သွားခဲ့ရင်ရောဒီကောင် share တို့အဲ့ဒီအစိမ်းတုံးရဲ့ share တို့ကဟိုအောက်ထိရောက်သွားမယ်ပြောချင်တာအဲ့ဒီအတုံးကတောင်ဆုံးတုံးဖြစ်သွားမယ်ဆိုရင် up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်တောင်ဆုံးတုံးကြည့်လိုက်တော့ဘူးကန်တယ်ကြီးဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့နားမှာ order block မရှိတော့standard order block မရှိတာပေါ့เนาะတခြား order block ရှိကောင်းရှိမယ်အဲ့လိုမျိုးလေးကျွန်တော်တို့သွားပြီးတော့ user ပေးလို့ရမယ်ပြီးရင်နောက်ထပ်တစ်ခုကကြတော့ဒီကောင်ဒီနေရာမှာရှိမယ်အဲ့တော့ကျွန်တော်ခုနကပြောဖို့ကြံခဲ့တဲ့ up trend မှာပေါ်တဲ့ order block တွေက bullish order block တွေ bullish order block တွေဖြစ်တဲ့အတွက်အဲ့တဲကိုပြန်ရောက်လာလို့ရှိရင်ဈေးကပြန်တက်နိုင်တယ်ဝယ်ဖို့အတွက်ကို confirmation လေးပြန်စောင့်ပေါ့နော်အဲ့တော့ဒီမှာ तू က BOS တစ်ခုဖြစ်သွားတယ် order block တစ်ခုပေါ်တယ်ဆိုရင် retrace လေးပြန်စောင့် retrace ပြန်လာပြီဆိုတော့မှချက်ချင်းမဝယ်နဲ့ confirmation လေးစောင့်ပြီးတော့မှပြန်ဝယ်နော်အဲ့တော့ up trend တစ်ခုမှာပေါ်တဲ့ order block up trend တစ်ခုရဲ့ swing low မှာပေါ်တဲ့ order block ကလည်း bullish order block bullish short ရဲ့အောက်ဆုံးမှာပေါ်တဲ့ order block ကလည်း bullish order block ပဲအဲ့တော့ဒီနေရာမှာဆိုရင်ဒီလိုလာထားပြီး swing high တစ်ခုပေါ်တယ်6တစ်ခုဖြစ်ပြီး bullish short တစ်ခုဖြစ်ပြီး bullish short တစ်ခုဖြစ်ပြီးဆိုရင်အောက်ဆုံး point မှာသွားရှာအဲ့တော့ဒီပုံကတော့အရင်ကြီးတော့မပြတ်သားအဲ့တော့ bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်အဲ့တော့ bullish short တစ်ခုစပြီးတော့ဖြစ်ပြီးဆိုတော့မှဒီအောက်မှာ order block သွားရှာပြီးလို့ရမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်ချက် BOS သို့မဟုတ်6ဖြစ်ရမှာဒီမှာကျွန်တော်တို့6စဖြစ်ပြီးဒီပေါ်ရောက်ပြီဆိုတော့မှအဲ့ဒီအောက်မှာသွားရှာလို့ရမှာအဲ့တော့ကျွန်တော်တို့အရင်ဆုံး bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်အဲ့တော့ down ဆုံးတုံးလေးကိုကြည့်လိုက်တော့ဒီတော့အဲ့တုံးလေးကဘဲကန်တယ်ဒီအဲ့ဒါဆိုရင် bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ် down ဆုံးတုံးလေးကလည်းဘဲကန်တယ်ဖြစ်နေတဲ့အတွက်အဲ့ဒီအတုံးကိုကျွန်တော်တို့က order block အနေနဲ့ use လို့ရတယ်နော်အဲ့တော့အကယ်၍သာ retrace ပြန်လာခဲ့မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဝယ်လို့ရမယ် confirmation စောင့်ပြီးတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအကယ်၍ပေါ့နော်ဒီလိုမျိုး order block က retrace ပြန်လာတယ် confirmation စောင့်ပြီးပြန်ဝယ်လို့ရတယ်တခါလေကျရင်လည်း retrace ကပြန်မလာဘူးနော်တကယ်တမ်းဆိုလို့ရှိရင်ဒီမှာ6တစ်ခုဖြစ်ပြီပဲထားဈေးကဒီလောက်ဆိုပြန်လာသင်းပြီလို့ပြောလို့ရတယ်ဒါပေမဲ့တခါလေကျရင်ရက်အရန်ကြာဒီမှာဆို retrace ပြန်လာတာတော်တော်ကြာတယ်ဆိုလို့ရှိရင်အရန်မသုံးသင့်တော့ဘူးတခါလေပေါ့နော်တခါလေလည်းအလုပ်ဖြစ်တယ်တခါလေလည်းအလုပ်မဖြစ်ဘူးအဲ့တော့ကိုကဘလို့အခြေအနေမျိုးမှာပေါ့နော်ကိုကြည့်နေတဲ့ time frame ကဘယ် time frame လဲ retrace ကထားပါတော့ကိုကြည့်နေတာ H1 အဲ့ဆိုရင် H1 ရ order block ကိုကသုံးမယ်ဆိုလို့ရှိရင်3ရက်အတွင်း retrace လာမှ entry ဝင်ဖို့ confirmation စောင့်မယ်နော်အဲ့လိုမျိုးကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုချတာ3ရက်ကြော်သွားရင်မသုံးတော့ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင် तू က1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်ကြာတော့မှ retrace လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့မသုံးတော့ဘူးအဲ့လိုမျိုးပေါ့နော်ကိုကတတ်မှတ်ချက်လေးတစ်ခုလောက်တော့ထားတာပေါ့ဒါခါလေကြားလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးအရန်ကြာသွားပြီဆိုလို့ရှိရင် expire ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်နော်အဲ့တော့ကျွန်တော်အဲ့လိုလေးရှိမယ်ပေါ့နော်အဲ့တော့ order block ကိုကျွန်တော်တို့အဲ့တိုင်းလေးသွားရှာပေးရမယ်အဲ့တော့ကျွန်တော်ဘယ်လိုမျိုးရှာရမလဲကိုတိုင်းဆိုလို့ရှိရင်ရောဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာ metadata file လေးကိုတစ်ချက်လောက်သွားမယ် okay ကျွန်တော်တို့ဒီနားကိုစားကြည့်မယ်အဲ့တော့ဒီနားမှာဆိုရင် तू က up trend တစ်ခုလာထားတယ်ဒီမှာ तू swing low လိုမျိုးလေးတစ်ခုရှိတယ်နော်သူ့အောက်ကိုဆင်းပြီအဲ့တော့ bearish short တစ်ခုစဖြစ်ပြီ bearish short တစ်ခုဖြစ်ပြီဆိုလို့ရှိရင်ထိတ်ဆုံးမှာတော့ရှာပေးရမယ်အဲ့တော့ bearish short ရဲ့ထိတ်ဆုံးမှာနောက်ဆုံးဖြစ်တာတဲ့ဘူးကန်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီကိုကြည့်မယ်ပထမဆုံးတစ်ချက်ကျွန်တော်တို့ BOS တော့မဟုတ်6ဖြစ်ရမယ်
အဲ့တော့ဒီမှာကျွန်တော်တို့6စားဖြစ်ပြီ6စားဖြစ်ပြီဆိုရင်ပထမဆုံးတစ်ချက်အဆင်ပြေပြီဒုတိယတစ်ချက် position မှန်လား position ကျွန်တော်တို့ဒါထိတ်ဆုံးမှာဆိုလို့ရှိရင်မှန်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့မှာတတိယတစ်ချက်အနေနဲ့ကန်တဲ့စစ်ကိုကြည့်ပေးရမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ bearish short ရဲ့ထိတ်ဆုံးမှာနောက်ဆုံးဖြစ်လာတဲ့ဘူးကန်တယ်ဒေါင်ဆုံးတုံးလေးကိုကြည့်ကြည့်လိုက်ဘူးကန်တယ်လေနော်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့အတုံးလေးကို order block လို့ယူဆလို့ရတယ်အကယ်၍သာဒီလိုဖြစ်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့အဲ့နားမှာ bearish short ရဲ့ထိတ်ဆုံးမှာနောက်ဆုံးဖြစ်လာတဲ့ဘူးကန်တယ်ဆိုလို့ရှိရင်ဒေါင်ဆုံးတုံးက bear ကန်တယ်ကြီးဖြစ်သွားတာဖြစ်တဲ့အတွက်အဲ့နားမှာ order block မရှိတော့နော်အဲ့လိုမျိုးလေးဖြစ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ impulse retrace swing လို့ဈေးရကြပြီဆိုတဲ့အချိန်မှာဒီနားကိုပဲရောက်တဲ့အချိန်မှာဒီနားမှာ order block ရှာလို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့ BOS မဖြစ်သေးဘူးကျွန်တော်တို့က down trend တစ်ခုရဲ့ swing high မှာရှာကျင်တာနော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင် swing လို့အောက်ကိုဆင်းပြီ BOS ဖြစ်ပြီဆိုတော့မှဒီ swing high မှာတော့ရှာပေးရမယ်အဲ့တော့ဒီ swing high တစ်ခုမှာ down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာ BOS တစ်ခုစဖြစ်ထားတယ်ဒုတိယတစ်ချက် swing high တစ်ခုတွေ့ပြီတတိယတစ်ချက် candlestick ကိုတော့ရှာအဲ့တော့ candlestick ကကျွန်တော်တို့ down ဆုံးတုံးကဒီကောင်ဖြစ်နေတယ်အဲ့တော့ down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ် down ဆုံးတုံးကိုကြည့်လိုက်ဘူးကန်တယ်လားမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်အဲ့နားမှာ order block မရှိဘူး order block မရှိရင်တခြားဟာကိုဘာရှိအောင်မလဲပေါ့နော်အဲ့ဒါကိုလိုက်ရှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့သွားပြီးတော့ရှာပေးရမယ်ပြီးတော့ဒီမှာကျွန်တော်တို့ဒီလိုမျိုးဈေးရ down trend လာတာတယ်ဒီလိုဖြစ်ပြီနော်အဲ့ဒီမှာ swing high တစ်ခုပေါ်တယ်အဲ့တော့ဒီမှာဒီပေါ်တက်သွားတဲ့အချိန်မှာ bullish short တစ်ခုဖြစ်ပြီ bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်တာတယ်ဘဲကန်တယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်ပထမဆုံးတစ်ချက်ကျွန်တော်တို့ BOS ဆုံးမဟုတ်6ဖြစ်ရမယ်ဒီမှာ6ဖြစ်ထားတယ်ဒုတိယတစ်ချက်ကျွန်တော်တို့ position မှန်အောင်ကြည့် position မှန်ပြီ bullish short ရဲ့အောက်ဆုံးမှာဆို position မှန်ပြီတတိယတစ်ချက်ကျွန်တော်တို့ဟိုစား candlestick ကိုသွားကြည့်အဲ့တော့ bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်အောက်ဆုံးတုံးလေးဒီမှာနော်သူ့ထက်ကိုနှိမ့်တာမရှိတော့ဘူးအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအတုံးကကျွန်တော်တို့ bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်ဆိုတော့နောက်ဆုံးအတုံးလေးကဘူးကန်တယ်ကြီးဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့နားမှာ order block မရှိဘူးเนาะ standard order block မရှိတာပေါ့เนาะကျွန်တော်ဒီဗီဒီယိုမှာပြောသမျှအကုန်လုံးက standard တွေကိုပဲကျွန်တော်ပြောသွားမှာเนาะအဲ့လိုမျိုးလေးကျွန်တော်တို့သွားပြီးတော့ရှာပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလိုက်ပြီးတော့ရှာမယ်ဆိုရင်ဘယ်လိုလေးလေ့ကျင့်လို့ရမလဲဆိုတော့ဥပမာပေါ့เนาะဥပမာကျွန်တော်တို့ trend ဝင်နေတဲ့နေရာလေးကိုတစ်ချက်ကြည့်လိုက်ဒီနေရာပဲထားပါတော့ဗျာနော်ဒီလိုနေရာကြီးပဲထားပါတော့ဒီ up trend ပဲထားပါတော့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ up trend တစ်ခုမှာဆိုလို့ရှိရင် swing low တွေကိုလိုက်ကြည့်လိုက်ဒီမှာဆို swing low တစ်ခုရှိမယ်ဒီမှာဒီလို swing low တွေအကုန်လုံးလိုက်ကြည့်လိုက်ဒါကတော့ swing low မဟုတ်ဘူးပေါ့အဲ့လိုမျိုးကျွန်တော်တို့ swing low တွေအကုန်လုံးလိုက်ကြည့်ပြီးပြီဆိုလို့ရှိရင်ခုနကာယံလေးကိုတစ်ချက်မှတ်တာ up trend တစ်ခုရဲ့ swing low မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်နော်အဲ့တော့ဒီ swing low တွေကိုလိုက်ကြည့်ပြီးပြီဆိုလို့ရှိရင်ဒီမှာ BOS ဖြစ်ပြီဆိုတော့မှဒီမှာ swing low ဖြစ်ပြီဆိုတော့မှအဲ့နားမှာ order block ရှိလားအဲ့ဒါကိုလိုက်ကြည့်နော်အဲ့လိုမျိုးကျွန်တော်တို့ swing low နေရာတွေကိုအကုန်လုံးလိုက်ရှာနော်ရှာပြီးပြီဆိုတော့မှအဲ့နားမှာ order block ရှိမရှိကိုတစ်ခုပြီးတစ်ခုလိုက်ရှာကြည့်အဲ့ဒါဆိုလို့ရှိရင်ဖြည်းဖြည်းချင်းစီကျွမ်းသွားလိမ့်မယ်ကျွန်တော်လည်းအဲ့ဟိုရင်တော့အဲ့လိုမျိုးလေ့ကျင့်ခဲ့တာအဲ့တော့ဒီလိုမျိုးတစ်ခုရှိမယ်အကယ်၍ကျွန်တော်တို့ကbullish short ဆိုလို့ရှိရင် bullish short တွေလိုက်ကြည့်။ဥပမာ6တစ်ခုဘယ်နေရာမှာစဖြစ်ပြီလဲ။ Okay စဖြစ်ပြီဆိုလို့ရှိရင်ဒီအောက်ဆုံးတွေမှာလိုက်ရှာနော်။အဲ့လိုမျိုးကျွန်တော်တို့ bullish short တွေမှာလိုက်ပြီးတော့လေ့ကျင့်လို့ရတယ်။ down trend မှာဆိုလို့ရှိရင်ကျတော့ swing high တွေကိုလိုက်ကြည့်လိုက်။ down trend လေးလိုက်ရှာလိုက်။ down trend လိုက်ရှာပြီးရင်ကျွန်တော်တို့ swing high တွေလိုက်ရှာလိုက်။ Okay ဒီမှာ swing high တစ်ခုရှိပြီ။ဒီမှာ swing high တစ်ခုရှိပြီ။ဒီမှာ swing high တစ်ခုရှိပြီ။အဲ့လိုမျိုး swing high တွေလိုက်ရှာနော်။အဲ့လိုမျိုး swing high တွေကိုလိုက်ရှာပြီးပြီဆိုလို့ရှိရင်အဲ့ဒီ swing high တွေမှာ order block တွေရှိလား။အဲ့ဒါတွေကိုလိုက်ပြီးတော့ကြည့် Okay ကြည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ် Okay အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုဘူးကန်တယ်လေ Okay အဆင်ပြေတယ်အဲ့ဒါဆိုရင်เนาะအဲ့လိုမျိုးလေးပေါ့เนาะကျွန်တော်တို့တစ်ဆင့်ပြီးတစ်ဆင့်သွားပြီးတော့ရှာကြည့်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဘယ်လိုမျိုးလိုက်ပြီးတော့လေ့ကျင့်ရမလဲဆိုတော့ trend ကိုအရင်ရှာဒုတိယတစ်ချက်ကကျတော့ BOS ဆိုမဟုတ်6ဖြစ်မဖြစ်ကိုလိုက်ကြည့်တတိယတစ်ချက်က position ကိုရှာ down trend ဆိုရင် swing high up trend ဆိုရင် swing low bearish short ဆိုရင်ထိပ်ဆုံးမှာ bullish short ဆိုရင်အောက်ဆုံးမှာအဲ့လိုမျိုး position ကိုရှာနောက်ဆုံးတစ်ချက်ကြတော့မှကျွန်တော်တို့ down ဆုံးအတုံးတွေကိုလိုက်ကြည့်နော်အဲ့တော့ခုနကကျွန်တော်ပြောထားတဲ့ကာယံလေးကိုတော့ကျွန်တော်တို့မှတ်မိဖို့လိုတယ် down trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ် up trend တစ်ခုရဲ့ swing high မှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ် bearish short ရဲ့ထိပ်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘူးကန်တယ် bullish short ရဲ့အောက်ဆုံးမှာနောက်ဆုံးဖြစ်ထားတဲ့ဘဲကန်တယ်အဲ့ဒါလေးကိုတော့မှတ်ထားဖို့လိုတယ်အကယ်၍မေ့သွားပြီဆိုရင်ကျွန်တော်ရဲ့ဟိုဗီဒီယိုအစမှာ screenshot လေးတစ်ချက်သွားရိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေးတော့ရှာပေးရမယ်ဒီမှာဆိုလို့ရှိရင်လေသူက6တခုစဖြစ်ပြီဆိုလို့ရှိရင်ဟိုအောက်ဆုံးမှာဟ
ဟိုအောက်ဆုံးမှာတော့ရှာဒီမှာဆိုလို့ရှိရင် bearish short တစ်ခုဖြစ်ပြီဆိုရင်ဒီထိပ်ဆုံးမှာတော့ရှာနော်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးတော့ကျွန်တော်တို့လေ့ကျင့်ပေးဖို့လိုတယ်ဒီ order block တစ်ခုကိုကျွန်တော်တို့ကချက်ချင်းတက်သွားတယ်လို့တော့မရှိဘူးပေါ့နော်အချိန်တော့ကျွန်တော်တို့ကိုယ့်ရဲ့အတွေ့အကြုံအရာကိုယ့်ရဲ့စ조사ပုံအရာတော့တစ်လလောက်ဆိုရင်တော့ဒါ order block ရှာတဲ့နေရာမှာကျွမ်းသွားလိမ့်မယ်လို့တော့ထင်နေပေါ့နော်ပြီးတော့ဒီလိုမျိုး order block ကိုဆိုလို့ရှိရင်ကျွန်တော်ကကြတော့ကျွန်တော်အတွေ့အကြုံအရာဆိုလို့ရှိရင် higher time frame မှာဆိုလို့ရှိရင်ကြတော့ကျွန်တော်က order block ထဲကိုပြန်ရောက်လာတယ်ပဲထားဒီမှာ swing low တစ်ခုရှိတယ်ဗျာ order block တစ်ခုပေါ်တယ်ပဲထားအဲ့ဒီကိုဈေးက retrace လာတယ်ဆိုလို့ရှိရင်ကျွန်တော် higher time frame အရာ order block ဒီကောင်ကနော်အဲ့ဒါဆိုရင်ကျွန်တော်က confirmation တစ်ချက်ပြန်ဆောင်တယ်အကယ်၍ကျွန်တော်ကြည့်နေတဲ့လောလောဆယ် time frame ကြီးကကျွန်တော်အတွက် lower time frame ပဲထားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ lower time frame ရဲ့ order block ဆိုလို့ရှိရင်ချက်ချင်း entry ဝင်တယ် execute လုပ်တယ်ချက်ချင်း entry ဝင်နေပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော်နည်းနည်းလေးတော့ခွဲထားတယ် higher time frame ရဲ့ order block ကိုပြန်ရောက်လာတဲ့အချိန်မှာကျွန်တော် confirmation စောင့်ပြီးတော့မှ entry ဝင်တယ် lower time frame ရဲ့ order block ဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းအယောင်းဝယ်လုပ်တယ်နော်အဲ့လိုလေးတော့ကျွန်တော်တို့အဲ့တိုင်းလုပ်တယ်ပေါ့နော်ဒါတယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူး higher time frame မှာချက်ချင်းလုပ်တဲ့လူလည်းရှိကောင်းရှိမယ် lower time frame မှာချက်ချင်းလုပ်တဲ့လူလည်းရှိကောင်းရှိမယ်နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့တော့ဒီ video ကကျတော့ကျွန်တော် order block အကြောင်းကို sharing လုပ်တာပေါ့နော်နောက်ထပ်သိချင်တာရှိလို့ရှင်လဲကျွန်တော်ရဲ့ comment မှာဝင်ပြီးတော့ရေးသွားလို့ရတယ်နော်